ဒိန်ကို3000ကောက်ပြီးလုပ်တဲ့ဘောလုံးပွဲကိုလီဗာပူးအသင်းကစွန့်မွန်ကောင်းတောင်းပေးတယ်ဆိုတာဖြစ်နိုင်လားမင်္ဂလာပါဖုတ်ဘောအင်ဂျူကတင်ဆက်လိုက်ရပါပြီဒီဇင်ဘာ18ရက်နေ့တုန်းကပအိုးဒေတာနောင်ကားရွာမှာကျင်းပပြုလုပ်ခဲ့တဲ့ပီယန်နိုဥက္ခရာဖလားဘောလုံးပြိုင်ပွဲအတွက်ဒေသခံတွေစီကနေတအိမ်တောင်ကို3000ကျပ်မဖြစ်မနေထည့်ခိုင်းတယ်လို့သိရပါတယ်နောက်ပြီးတော့ဒီပြိုင်ပွဲဟာပီယန်နိုဥက္ခရာဖလားလို့လည်းခေါ်ကြသလိုနောင်ကားဒေတာမှာလို့နောင်ကားဘောလုံးပွဲလို့လည်းခေါ်ကြတာဖြစ်ပါတယ်ဒီပြိုင်ပွဲမှာအလွတ်တန်းဘောလုံးပွဲရောအငယ်တန်းဘောလုံးပွဲစဉ်တွေပါရှိတာဖြစ်ပါတယ်နောက်ပြီးအဲ့ဒီပွဲအတွက်ပတ်စံမထည့်ရင်ရွာကနေနေထုတ်မယ်ရွာသားအဖြစ်ကနေပေဖြတ်မယ်ဆိုတဲ့ချိန်ချမှုတွေရှိနေတဲ့အတွက်ပြည်သူတွေကမရှိရှိတာရှာကြံပြီးထည့်နေကြရတယ်လို့လည်းသိရပါတယ်ဒီဘောလုံးပွဲကိုပီယန်နိုခေါင်းဆောင်ဖြစ်တဲ့ခွန်ဆန်လွင်ကိုရိုင်းတက်ရောက်ခဲ့ပြီးမိန်ကွန်းပြောကြားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူပြောသွားတဲ့မိန်ကွန်းကလည်းအခုဆိုရင်ဘောလုံးပရိသတ်တွေကြားမှာအတော်လေးရည်စရာဖြစ်နေသလိုဝေဖန်စရာသတင်းလည်းဖြစ်နေပါတယ်အဲ့ဒါကတော့ကမ္ဘာပေါ်မှာဘောလုံးပွဲလုပ်ရင်အသင်း20လောက်ပဲရှိတာပါကျွန်တော်တို့စီမှာတော့အသင်းပေါင်း140ကျော်လောက်ရှိပါတယ်ဥရောပကအသင်းတွေဆိုရင်တစ်နှစ်လုံးမှာအသင်းပေါင်း20ပဲရှိတာပါကျွန်တော်တို့ကတော့နိုင်ငံတကာ9နှစ်စာလောက်ရှိတဲ့အသင်းအရေအတွက်ကိုတစ်လရင်းနဲ့တပြိုင်တည်းကျင်းပနိုင်တာဖြစ်ပါတယ်နောက်ပြီး1999 2000ခုနှစ်ဝန်းကျင်တုန်းကအင်္ဂလန်နာမည်ကြီးလီဗာပူးအသင်းဟာကျွန်တော်တို့နောင်ကားဒေသကိုလာခဲ့ဘူးတယ်ကျွန်တော်တို့စီကအသင်းတွေများတာပရိသတ်တွေများတာကိုမြင်ပြီးသူတို့တော့အံ့ဩသွားခဲ့ရတယ်ဆိုပြီးပီယန်နိုခေါင်းဆောင်ကဂျင်းထည့်ပြီးပြောသွားတာဖြစ်ပါတယ်တကယ်တော့အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်လီဗာပူးအသင်းဟာမြန်မာနိုင်ငံကိုတစ်ကြိမ်တစ်ခါမှလာရောက်ခဲ့ဘူးတာမရှိသလိုအသင်းသားတစ်ယောက်မှလည်းပအိုးဒေတာကိုလာရောက်လေပတ်ခဲ့ဘူးတာမရှိဘူးဆိုတာလူတိုင်းသိပါတယ်အခုဆိုရင်မဟုတ်မှန်တာတွေမိန်ကွန်းနဲ့ထည့်ပြောခဲ့တဲ့အတွက်ပီယန်နိုခေါင်းဆောင်ခွန်ဆန်လွင်ဟာ Facebook လူမှုကွန်ရက်ပေါ်မှာပရိသတ်တွေရဲ့လှောင်ပြောင်ဝေဖန်တာကိုပါခံနေရတာဖြစ်ပါတယ်နောက်ပြီးဒီလူကပအိုးလူမျိုးများအားလုံးကိုပျော်ရွှင်စရာခရစ်စမတ်ဖြစ်ပါစေကြောင်းလီဗာပူးအသင်းကဂျွန်ကိုကိုလေးဆိုတဲ့လူကဦးခွန်ဆန်လွင်ထံစွန့်မွန်ကောင်းတောင်းပေးတယ်ဆိုတဲ့မဟုတ်မမှန်ဂျင်းထည့်ပြောခဲ့ပါတယ်ဂျွန်ကိုကိုလေးဆိုတဲ့လူဟာလီဗာပူးအသင်းမှာလည်းမရှိသလိုဘယ်သူမှလည်းမကြားဘူးတဲ့နာမည်တစ်ခုပါဒါကြောင့်ဒိန်အောင်3000ကောက်ပြီးဘောလုံးပွဲလုပ်တဲ့အပြင်လီဗာပူးအသင်းကပါ2000ဝန်းကျင်ကလာရောက်လေပတ်ခဲ့တာကိုရောအခုရက်ပိုင်းခရစ်စမတ်ဆူတောင်းပေးခဲ့တာကိုရောဖော်ရှော့ထည့်ပြီးတော့မိန်ကွန်းပြောခဲ့တဲ့ဘီဂျက်ရဲ့သတင်းဟာအခုဆိုရင်လူရည်စရာသတင်းတစ်ပုဒ်ဖြစ်နေခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကရောဘယ်လိုထင်လဲဗျလီဗာပူးအသင်းမြန်မာကိုလာတော့ကနောင်ကားပွဲကိုသွားကြည့်ဘူးတယ်လို့ထင်လားနောက်ပြီးခရစ်စမတ်ဆူတောင်းပေးတာရောဖြစ်နိုင်ရင်လားဆိုတာမှတ်ချက်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်